န်းပြည်ရဲ့နမတူမြို့နယ်ကွက်ခိုင်မြို့နယ်နဲ့ဒီဘောမြို့နယ်တုံးမြို့နယ်အတွင်းမှာမြို့နယ်ရဲတပ်ဖွဲ့တွေကမူရစေဝါရောင်းဝယ်သူ9ဦးနဲ့သုံးစွဲသူ73ဦးဖမ်းဆီးရမိခဲ့ပါတယ်။ဖြစ်စဉ်တွေကတော့ပြီးခဲ့တဲ့ဧပြီလ1ရက်နေ့ကနေ22ရက်နေ့အတွင်းမှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့တအောင်းပြည်နမတူမြို့နယ်မှာကမူရစေဝါအယောင်းဝယ်ပြုလုပ်သူ3ဦးသုံးစွဲသူ9ဦးနဲ့အများဆုံးဖမ်းဆီးရမိခဲ့တာပါ။ကွက်ခိုင်မြို့နယ်မှာတော့မူရစေဝါရောင်းဝယ်သူ2ဦးသုံးစွဲသူ2ဦးနဲ့ဒီဘောမြို့နယ်မှာကသုံးစွဲသူ2ဦးဖမ်းဆီးရမိခဲ့ပါတယ်။တအောင်းပြည်အတွင်းတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာမြို့နယ်အလိုက်တအောင်းပြည်ရဲတပ်ဖွဲ့တွေကတပ်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးအရှိန်အဟုန်မြင့်လှုပ်ဆောင်နေတာကြောင့်မူရစေဝါရောင်းဝယ်သုံးစွဲသူတွေကိုမကြာခဏဖမ်းဆီးနိုင်ခဲ့ပါတယ်။တအောင်းပြည်ရဲတပ်ဖွဲ့အနေနဲ့တအောင်းပြည်အတွင်းဖမ်းဆီးရမိတဲ့မူရစေဝါတွေထဲမှာဘိန်းဖြူဘိန်းမဲနဲ့စိတ်ကြွရွတ်တုဆေးပြားဖြစ်တဲ့ယာမတွေအပြင်မူရစေဝါနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုလည်းဖမ်းဆီးရမိနေပါတယ်။ဖမ်းဆီးခံရတဲ့မူရစေဝါတုံးဆွဲသူတွေကိုတအောင်းပြည်ရဲတပ်ဖွဲ့ကအကျဉ်းစာရိတ္တပြုပြင်ရေးစခန်းမှာ6လကြာအကျဉ်းစာရိတ္တတွေပြုပြင်ပေးမှဖြစ်ပြီးတော့ရောင်းဝယ်သူတွေကိုတတ်မှတ်ထားတဲ့ဥပဒေပုံမှန်အတိုင်းထောင်ဒဏ်နဲ့အရေးယူသွားမှာဖြစ်ပါတယ်ရှင်။ကျွန်မနေဘော့စမင်းပါ